ကဲ mobile legend က content creator တွေအတွက်စုစုပေါင်း American dollar တသန်းကြီးများတော့တန်ကြီးရှိတဲ့စုချင်းငွေတွေကိုပေးနေပြီပဲဖြစ်ပါတယ်ဒါတွေမကသေးမဲ့ဒီလိုမျိုးအလန်းစားဘောင်နေပြီးတော့ဒိုင်းမိုးတွေအများကြီးကိုလည်းပေးနေတာလည်းဖြစ်ပါတယ်ဒီထက်ပိုကောင်းတာတစ်ခုကဒီစုတွေရဖို့လို့ကျွန်တော်တို့က follower တွေလုံးဝမလိုအပ်ပါဘူးခင်ဗျာခေါင်းကြီးလိုအပ်တာက Facebook account တစ်ခုဒါမှမဟုတ် TikTok account တစ်ခုပဲလိုအပ်ပါတယ်ဟုတ်ပြီဘလိုဗီဒီယိုတွေဖန်တီးပြီးဘလိုဗီဒီယိုတွေတင်ရမလဲလို့ကျွန်တော်ကိုမေးမယ်ဆိုရင်ကျွန်တော်ပြောပြချင်တာက brother တို့အနေနဲ့ long video တွေဖန်တီးလို့လည်းရတယ်ဒါမှမဟုတ်ကျွန်တော်တို့က TikTok မှာတင်သလိုမျိုး short video အတူလေးတွေဖန်တီးခြင်းလည်းအဆင်ပြေတယ်မဟုတ်ဘူး brother တို့မှာ Facebook page တွေ YouTube channel တွေရှိတယ်ဆိုရင် brother တို့အနေနဲ့ live stream လွှင့်လို့လည်းရမှာဖြစ်ပါတယ်တခုရှိတာက Facebook reels တွေကတော့လုံးဝမရပါဘူးခင်ဗျာခေါင်းကြီးတို့ကဗီဒီယိုများများတင်နိုင်လေစုတွေများပိုရလေပဲဖြစ်ပါတယ်ဆိုတော့တော်တော်ကြီးမိုက်တယ်ဟုတ်ပြီအဲ့လိုစုတွေအများကြီးရဖို့အတွက်ဒီ event ကိုဘယ်လို join ရမလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်ဒီ video ရဲ့ pin comment နဲ့ description မှာ link လေးချပေးထားမယ်အဲ့ဒီ link လေးကို brother တို့ကဝင်လိုက်ရုံပဲပြီးရင်အခု click to submit ကိုနှိပ်ပြီးကြတာနဲ့ quick login ဆိုတာလေးကိုထပ်ဝင်ပြီးပြီဆိုတာနဲ့ကျွန်တော်က country region ရွေးရမယ်ဗျာအဲ့ဒီအချိန်မှာကျွန်တော်က mm ဆိုတဲ့ဥစ္စာကိုရွေးပေးပြီးအမှန်ချစ်ပြီးရတယ် submit ကိုနှိပ်လိုက်ရင်ရပါပြီပြီးတာနဲ့ကျွန်တော် platform 3ခုပေါ်လာမယ် YouTube Facebook TikTok brother တို့ကြိုက်တဲ့ဥစ္စာကိုရွေးလို့ရမှာပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ Facebook ကိုရွေးလိုက်မယ်ဆိုရင်ခေါင်းကြီးတို့ကဒီ Facebook account နဲ့အရင်ဆုံးချိတ်ဖို့လိုအပ်တယ်ပေါ့နော်ဒါကလည်းကိုယ့်ရဲ့ Facebook password တွေဘာတွေမမိနေရင်ဘာမှခက်ပါဘူးခင်ဗျာပြီးတာနဲ့ခေါင်းကြီးတို့ရဲ့ Facebook account မှာ video ဖန်တီးထားတာတွေကိုတင်ပြီးတာနဲ့အဲ့ video link လေးကိုယူပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့အခုပြထားတဲ့နေရာလေးမှာ link လေးကိုထည့်ပြီးရင် image လေးချစ် submit လေးကိုနှိပ်လိုက်ရင်ရပါပြီခင်ဗျာတကယ်လို့ brother တို့က TikTok ကနေရှောက်ချင်နေဆိုရင်ကျွန်တော် TikTok ကိုသွားပြီးကြရင် MLBB creator base လို့ရိုက်ရှာတဲ့အချိန်မှာကျွန်တော်တို့ဇီလောင်ပုံလေးနဲ့ကြာလာနိုင်မယ်အဲဒီဇီလောင်ပုံလေးကိုကျွန်တော်တို့တစ်ချက်ဝင်လိုက်ပြီးဆိုတာနဲ့ကျွန်တော်အောက်ကိုနည်းနည်းဆွဲလှုပ်ရှားမှုဆိုတဲ့ကိုထပ်ဝင်အဲ့မှာဆိုရင်ကျွန်တော်တို့ရပြီအဲ့မှာထိတ်တန်းနံပါတ်1ရတဲ့သူကခု10ရာထောင်တောင်းသိန်းတန်း oh my god မြင်ရတဲ့အမောင်းတော့ brother တို့တွေးလိုက်မယ်ပြီးကြတော့ကျွန်တော်တို့ကဒိုင်မိုးနေလဲသူကပေးဦးမှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့တစ်ခုရှိတာ rule တွေရှိရဲအဲ့ rule တွေကို brother တို့ကတေချာဖတ်မှာရမယ်ပေါ့နော်ဒီ rule တွေမဖတ်ဘဲနဲ့သွားပြီးတော့မတင်နဲ့တေချာလေးနားလဲအောင်တော့လုပ်တကယ်လို့ brother တို့အနေနဲ့ rule တွေပါတယ်ဖတ်ပြီးသွားပြီး post တင်မယ်လို့တွေးရတယ်ဆိုရင် post တင်ပြီးဆိုပြီးတော့အဲ့ဒီကနေနှိပ်ပြီးတော့တခါလဲ video တင်ရပါပြီခင်ဗျာဒါပေမဲ့တခုရှိတာကကျွန်တော်တို့က June 19ကနေ July 18ထိပဲအချိန်ရတာဖြစ်တဲ့ကြောင့် brother တို့အနေနဲ့မြန်လေး video တွေ creation လုပ်ဖို့အတွက်ကျွန်တော်ကတော့အကြံပေးပါတယ် brother တို့အနေနဲ့ video များတင်နိုင်လေပို့ပြီးတော့စုရဖို့ chance ကပို့ပြီးများလေဖြစ်ပါတယ် follower တွေနဲ့မဆိုင်ပါဘူးခင်ဗျာအဲ့အတွက်ကြောင့် brother တို့ကိုကျွန်တော်ကပါဝင်စေချင်တယ်အဲ့အတွက်ကြောင့်ကျွန်တော်ကသတင်းကောင်းကိုလာပြီးပြပေးတာပဲဖြစ်ပါတယ်ကဲဆိုရမဒီနေ့တော့လောက်ပါပဲအားလုံးပဲ bye bye